KTV လည်းမရှိဘူးဘာလည်းမရှိဘူးကလပ်လည်းမရှိဘူးဘာညာလည်းမရှိဘူးဒီတော့တောင်တဘာဝရနေပဲကျွန်တော်နေခဲ့ရတာပေါ့နော်ငယ်လေးကတည်းကဖြည်းဖြည်းဆင်းမင်းတို့ဒီလမ်းမတိပဲနဲ့အဲ့ဒါဟိုးငါတို့ချမ်းအောက်ရောက်အောင်မယ်ဗျာအတက်ဆိုပူဆိုးတယ်သူကညာကိုယ်ဖြစ်နေတာတော့ညာကိုယ်ရတော့မှရိုးခြေတော့ထောက်ပြီးကိုယ်မှာဒီဘက်ကလည်းကြောက်ဆိုဒီဘက်ကကြောက်ဆိုဝေါကနေဆိုရှောမှာကဘာစံကဲမှာဟမ်အဲ့မကပ်ဖုတ်တဲ့ရဲဘာလို့ยังไม่အဲ့ကျွန်တော်မရဖွင့်တော့တာလေยังกลับไล่อัดติ่งบึกมาล็อกถ้ายังไม่อิ่มมันแล้วมันยังไม่อิ่มยังไม่พอวันพอไอ้เจ้าเดี๋ยอันนี้ห้อยพึ่งล็อกอันเขาเจ้าก็ต่อได้ไงอันนี้กูไอ้กูเล่นได้ไม่ได้เล่นไม่ดูน้ำนี่นะกูแบบเจ้าเท่ดีบ่เมียเนาะมันเมียยาวช่องกูแบบเราเมียเนาะไม่ได้อันนี้สุดแบบช่องแบบช่องเลยบ่อันนี้รถเจ๋งเลยพี่น้องให้เอาหน่อยพี่ဆင်းမင်းတို့လမ်းမတိပဲနဲ့အဲ့ဒါဟိုးငါတို့ချမ်းအောက်ရောက်အောင်မယ်ဗျာကျွန်တော်လည်းကြောက်တယ်ကြောက်ပါနဲ့ငါရှိရင်မင်းမှောက်ရင်ငါလည်းမှောက်တာပဲနေရာခံလာပေါ့တရားခံလို့ပဲဖြစ်နေတယ်မှောက်ရတော့တည်ရလေကျွန်တော်တို့လမ်းခင်းတော့ဝိုးဆိုမောင်းတော့ပဲတော့ဘာမှဖြစ်ဘူးအဲ့နည်းတော့အကွေးတော့ဖြစ်တယ်ဟာမလို့တော့နားလေးကျွန်တော်ဆင်းလေးလိုက်ကိုရခဲ့မှာချလို့သိပြီနဲ့ရလားညာကိုရဆိုတော့ကျွမ်းနေဟာဒီကိုရတာကျွမ်းမကလေးတွေဒီနေလာတော့ကျွမ်းအရင်တော့မကျွမ်းကောင်းတော့နည်းနည်းမတ်တာပေါ့ဆိုင်ကလည်းဒီအကောင်းစားနဲ့ဆိုတော့မကောင်းနဲ့ညာကိုရတော့ရောက်အေးဖြည်းဖြည်းချင်းစီတော့ကျတော့ကိုရနော်အမြင့်ဆုံးအမှတ်ဆုံးကဒီနေရာပဲနော်ဟိုအဲအောက်ကရလားဆင်းပေးရမှာဆင်းလိုက်မယ်ငါနဲ့ဒီမှာတအားကြောက်တာဆင်းလိုက်တာပဲကောင်းတယ်ငါစိတ်ကဒီမှာရောက်လို့ရှိရင်အမှတ်အရင်တော့ကျွန်တော်ဒီဘက်လမ်းဆင်းတာပေါ့နော်အမှတ်လွန်းလို့တို့ဒီချိန်လိုက်ရတယ်ဟုတ်အောင်လားကျွန်တော်ဟိုရှိမှာကရနာနဲ့ဖလစ်တာမိုက်တယ်ကွာဒီနေရာအားကြောက်ဖို့ကောင်းတယ်ကျွန်တော်ဒီအကွေးပေါ့တော်တော်ပန်းကွေးရတာအတက်ဆိုပူဆိုးတယ်သူကညာကွေးဖြစ်နေတော့ကွေးရတော့မှရိုးထောက်ပြီးကွေးမှာဒီဘက်ကလည်းကြောက်ဆိုဒီဘက်ကကြောက်ဆိုဝေါကနေဆိုရှောမှာဒါကျွန်တော်သွားမဲ့ချောင်းပေါ့ဒီချောင်းပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့အာရမ်ချောင်းလို့လည်းခေါ်လို့ရတယ်တောင်ကျော်ချောင်းလို့လည်းခေါ်လို့ရတယ်ကျွန်တော်တို့ကိုမကောချောင်းလို့လည်းပြောလို့ရတယ်နမ်ဆန်ချောင်းလို့လည်းပြောလို့ရတယ်ကျက်လို့ခေါ်လို့ရတယ်ပေါ့နော်အဲချောင်းကိုကျွန်တော်လာပြီးတော့အနာယူကြတာပေါ့နော်ညီငယ်လေးတွေကချောင်းဆင်းပြီးတော့ဟောက်စားကြမှာပါကျွန်တော်ဒရိုင်ဘာတော့ရှေ့ရောက်ဟာရှိတယ်ဒီဘက်ကတော့မရှိဘူးဒါပေမဲ့ဒါပဲဟုတ်ဘယ်ဟုတ်ဆင်းမရဘူးဒီမှာကဒီလိုမျိုးဘလို့မှတို့ထဲတာမဖြစ်တန်ပတ်ဆင်းရဘူးဒီမှာပဲရက်မယ်နော်ဒီမှာပဲဗာရက်လို့ဒီမှာအဲ့ဒီချောင်းတော့ရောက်ပြီဖက်ကြီးနေပေါ့နော်ရတယ်ရောက်ကိုစိန်အေးဟိုကောင်ရတော့တက်တော့ပြီချစ်ချင်းနဲ့ဆက်ပေါ့တရားဆက်ပေါ့ကျွန်တော်တို့ရွာကနေဘယ်လိုသွားလို့ရလို့ဆိုမန်လွယ်ငုံတော့ကျွန်တော်မန်လွယ်တက်ရင်ဒီလမ်းပေါ့
အဲ့ဒီလက်တော့လန်တောင်လန်နေကနေကျွန်တော်တက်ရတာတက်မတနိုင်ခွဲလောက်လမ်းလျှောက်တက်မှာပဲကျွန်တော်ဖိုးထိတ်ကရွာကိုရောက်မှာမန်လို့ရွာဘက်ကိုရောက်မှာပေါ့နော် KTV လည်းမရှိဘူးဘာလည်းမရှိဘူးကလပ်လည်းမရှိဘူးဘာညာလည်းမရှိဘူးဒီတော့တောင်တဘာဝရနေပဲကျွန်တော်နေခဲ့ရတာပေါ့နော်ငငယ်လေးကတည်းကလူပြောမအောင်ဆိုင်ကောင်းကောင်းလေးလည်းမရှိဘူးဗျာဘီယာကောင်းကောင်းလေးတောက်လိုက်ရတဲ့ဆိုင်လည်းမရှိဘူးစီဘီယာဆိုင်ဘာညာဘာမှမရှိဘူးတို့ရှိတာဆိုဒီတော့တောင်တဘာဝအလှတွေပဲရှိတာကျွန်တော်တို့ဒေသမှာပေါ့နော်ဘာလည်းမရှိဘူးဘာမှမရှိဘူးမလမ်းလားဟမ်ရလားရှိတာဒီလေးပါဆိုโอเคငါလေးချစ်စရာလေးလက်စစ်ကောက်ချစ်ကပ်တဲ့အောင်ကဘာကျုံကပ်ကျုံကဲကပ်ကျုံတဲ့ဒီလေးတကောင်လက်နဲ့ဖမ်းတာပေါ့နော်ငါးရတော့ရှိတယ်အကြီးတွေမရှိတော့ဘာဖြစ်လို့ဆိုငါး shot တိုက်ကြတဲ့လူများလို့အဲဆိုငါး shot တိုက်တဲ့ဟိုတွေကချစ်စရာလေးငါးလေးရပလိုက်ပန်းပလိုက်ပန်းနော်ပြန်လှုပ်ပေးမယ်နော်ငါးလေးစင်မဘူးနဲ့ဖမ်းပြတာဗတ်တဲ့ဆိုတော့အဲ့တော့မမြင်ဘူးမှဆွလို့ကဲကျွန်တော်ကောင်းတာရှေ့ကနေသွားနေပြီညီငယ်လေးတွေကတော့ပြန်လှုပ်လိုက်ပါတော့မယ်ငရဲကြီးမှဆွလို့ပေါ့နော်တို့လည်းအဲ့လိုမျိုးတွေမလုပ်ပါဘူးချစ်စရာလေးဒီမှာအများတော့မြင်ရလားမကျွန်တော်ငငယ်တော့အမြဲတမ်းပေါ့နော်တပတ်တစ်ခါကျွန်တော်ကြောက်ပိတ်ပြီဆိုရင်စနေနေ့ငွေကျွန်တော်ဒီမှာပဲရီလာကူးကြတယ်ဒါငကုန်းတော့ကျွန်တော်ရဲ့ main ပေါ့လဲစရာပတ်စရာကျွန်တော်ကျောင်းသားဘွား4-5တန်းခဲ့ရပါဟာမြဲနာကွာမင်းတို့ကလည်းဒီဘက်ကကားလည်းပေါက်တယ်ဘာလို့လဲဆိုတော့ဒီမှာတဲတိုက်ကြတယ်တဲတိုက်ပြီးတော့ဒီမန်လွယ်ဘက်ကိုယူတယ်တကယ်လို့ကျွန်တော်မန်လွယ်တက်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီကနေကားနဲ့ပဲဖြစ်ဆိုင်ကနေဖြစ်မန်လွယ်ကိုတရက်တက်လို့ရပြီအရင်တော့လိုမျိုးကျွန်တော် iPad တောင်ပေါ်ကိုတက်ပြီးတော့ဟိုးဘက်ထိတက်ဆံမလို့ပဲနဲ့ဟိုးဘက်မန်လွယ်ဟိုးဘက်တောင်ပေါ်မှာဟိုကမြောင်လောင်းလေးကဲညီငယ်လေးတွေ9ယောက်ပေါ့နော်အိမ်ဝင်ခေါ်လို့ကျွန်တော်တို့သွားလိုက်တာကျွန်တော်ပေါက်ကြီးနဲ့လာပါပြီဆရာဆွမ်းထက်ဦးအဲကျွန်တော်အုံကလုံးမှာချိုးလိုက်ရတဲ့နေရာပေါ့ခါလောက်ပဲချိုးလိုက်ရတဲ့နေရာလောက်ပေါ့အကြအမင်းတော်ရက်ရှိတာပဲအဲ့လောက်တောင်မှအဲ့လောက်ရှိတယ်တို့ရဲ့လေးစားပေါ့ပြုံးပြတာပါဒီကောင်မစကားအဲကိုဆိုင်ခတ်ပါဒါကိုနေကိုတို့ပါဟမ်ဒါကိုစိန်တို့ driver ပဲအဲ့လက် driver ငါတို့ကမင်းထိုးလိုက်မှပဲဝင်သွားတာပြတ်သွားပြီ The Bluetooth device is ready to pair. နိုင်ပဲတဲ့တွေ့ဒီဟာတော့ကြတယ်ဒီကောင်းလေးရေကူးနေကြတယ်จะมาจ้องนะจ้วยเลย ရှေ့ရဗျာ ငါတုံးနေပြီကွာ ဟာဖောက်ပြန် ကဲ ချီရ ကောင်းတော့ကြတယ်ဘယ်လိုခွဲနေပလင်းနဲ့ညကောက်ဘူးလားโอ้บก้อมาเนี่ยရှေ့ဘေးတော့ကြွတယ်တော်လေးလို့အမလေးစားတယ်ဒီယာကြီးနဲ့မလားဟုတ်တယ်အခုစင်အဲ့ဒါ number 3 4 5
ရလားဘယ်နဲ့ရှေ့ဘင်းကြွတ်တက်တာလားတော့ အေးလေငါအနောက်ရောက်သွားတာလေ ပြေးချင်း မရအဲ့လိုဘက်ဒီချက်ကိုပို့လာ